station platforms and on board the trains are strictly prohibited. ဘတ်စာကိုရောက်နေပါပြီ။အော်မဆန်းမတစ်စစ်ကျွန်တော်တို့ Pavilion Mall ကိုဘတ်စကားနောက်တစ်စစ်စီးရပါဦး။ ဘတ်စကားအချိန်ကအခုအချိန်တိုင်းဆိုရင်တော့ဟိုမှာရအောင် ဘယ်ချင်း 12:40 7:40မှာဘတ်စကားရှိတယ်။ခုကတော့ခုနဗါလဲယထာ station ရဲ့အောက်ကဘတ်စကားမှန်တိုင်ပေါ့။အဲဘတ်စကားနေမှာတစ်စစ်ကျွန်တော်တို့ Pavilion Mall ကိုသွားမှာဖြစ်ပါတယ်။နော်။ကဲဘန်ကန်နဲ့လာထုတ်ပြီးပြီရေကမ်းမုံလည်းစားပြီးပြီကျစ်စီသမင်းလည်းစားပြီးပြီဘာကြံသေးတယ်ပြီးအဲ့ပြန်ဖို့ပဲကြံတော့ဒါပေမဲ့ဟိုကဒီနေ့ကဥစ္စာကြီးအကုန်လုံးကတော့မစိုးပါဘူးဒီနေ့စားတဲ့ဥစ္စာအကုန်လုံးမစိုးပါဘူးဟိတ်တက်တာလေဒီကတော့ Are you sure my friend Yep You wanna be in vlog No.